ပေါင်ခွန်ဆက်3 သန်းနဲ့ဂျေဒန်ဆန်ချိုအလွတ်နဲ့ထွက်ခွာခွင့်ပြုတော့မဲ့မန်ချက်စတာယူနိုက်တက်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မန်ယူပရိသတ်တွေအတွက်ဂျေဒန်ဆန်ချိုနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါယူနိုက်တက်ပရိသတ်တွေကမျှော်လင့်ချက်ကြီးမားခဲ့ကြသလို2021ခုနှစ်မှာပေါင်ခွန်ဆက်3 သန်းနဲ့ရောက်ရှိလာခဲ့တဲ့ဂျေဒန်ဆန်ချိုဟာအခုဆိုရင်မန်ချက်စတာယူနိုက်တက်ကနေအလွတ်ပြောင်းရွှေ့ခြင်းနဲ့ထွက်ခွာရတော့မဲ့အခြေအနေကိုဆိုက်ရောက်နေပါပြီဒီတော့ယူနိုက်တက်ဘာကြောင့်ဒီလိုငွေကြေးအရှုံးခံတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ရတာလဲဆန်ချိုရဲ့ကြာရှုံးခဲ့တဲ့ Old Trafford ခရီးစဉ်မှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်လို့အစင်းသေးဖြစ်ပြီဆိုရင်အခုပဲစလိုက်ကြအောင်ပါဂျေဒန်ဆန်ချိုဟာ2021ခုနှစ်ကဒေါ်မွန်အသင်းကနေယူနိုက်တက်ကိုရောက်ရှိလာချိန်မှာကမ္ဘာအကောင်းဆုံးလူငယ်ကျယ်ဝန်းနေတဲ့ကတယောက်ဖြစ်သတ်မှတ်ခံခဲ့ရသူပါအဲ့ဒီတုန်းကနီးပြအိုလီဂန်နာဆိုရှာဟာအာလင်ဟာလန်နဲ့ဂျူးဗယ်လီဟန်တို့ကိုခေါ်ယူဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ပဲဆန်ချိုကိုတော့ပေါင်ခွန်ဆက်3 သန်းထိကုန်ကျခံပြီးအသေးအတန်ခေါ်ယူခဲ့တာဖြစ်ပါတယ်ပရိသတ်တွေကလည်းဆန်ချိုကိုလိုလိုလားလားကြိုဆိုခဲ့ကြပြီးဒေါ်မွန်မှာ300တီအတွင်းဂိုးနဲ့ဂိုးဖန်တီးမှုမှာ109ချိန်ထိပြုလုပ်ခဲ့တဲ့ဆန်ချိုဟာယူနိုက်တက်ရဲ့တောင်ပန်တိုက်စစ်မှာနှစ်ပေါင်းများစွာအားထားရမယ့်စူပါစတာတအူးဖြစ်လာလိမ့်မယ်လို့အားလုံးကမျှော်လင့်ခဲ့ကြပါတယ်ဒါပေမဲ့ဆန်ချိုရဲ့ယူနိုက်တက်ဘဝဟာစစချင်းမှာတင်ကန်ဆိုးမှုတွေနဲ့ကြုံခဲ့ရပါတယ်စာချုပ်ချုပ်ပြီးနောက်နားပိုးဝင်တဲ့ယောဂကြောင့်ဆေးရုံတက်ခဲ့ရလို့သူ့ကိုလိုရှိခဲ့တဲ့နီးပြဆိုရှားဟာလည်းသူနဲ့အလုပ်ကောင်းကောင်းမလုပ်လိုက်ရခင်မှာတင်ယာဒူးကနေထုတ်ပယ်ခံခဲ့ရပါတယ်နောက်ပိုင်းမှာနီးပြအေရစ်တန်ဟန်နဲ့လူသိရှင်ကြားစကားများခဲ့ပြီးနောက်2023ခုနှစ်မှာအသင်းကနေဖယ်ကျင်ခံခဲ့ရပါတယ်ဒေါ်မွန်ကိုအငှားနဲ့ပြန်သွားပြီးချန်ပီယံလိဗိုလ်လူပွဲထိတက်လှမ်းနိုင်ခဲ့ပေမဲ့လည်းယူနိုက်တက်စီပြန်လာချိန်မှာတော့ချက်စီအသင်းစီကိုထပ်မံအငှားချခံခဲ့ရပါတယ်ချက်စီမှာကစားခဲ့တဲ့ကဥရောပပြိုင်ပွဲတွေမှာခြေစွမ်းပြနိုင်ခဲ့ပေမဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေမရတာကြောင့်ချက်စီကလည်းသူ့ကိုအပြည့်သက်မွဲပဲပေါင်9 သန်းရော်ကြေးပေးရင်အငှားစာချုပ်ကိုဖျက်သိမ်းခဲ့ပါတယ်လက်ရှိမှာတော့ဆန်ချိုဟာအက်စတန်ဗီလာမှာအငှားထွက်ကစားနေပေမဲ့ပရီးမီးယားလိမှာပွဲထွက်ခွင့်တပွဲမှမရသေးပဲရန်ကုန်မှာသာအချိန်ကုန်နေရပါတယ်ယူနိုက်တက်နဲ့စာချုပ်ဟာ2026ခုနှစ်မှာကုန်ဆုံးမှာဖြစ်ပေမဲ့နာမည်ကြီးသတင်းတောက်ဖာဘရီဇီယိုရိုမာနီရဲ့အဆိုအရယူနိုက်တက်ဟာစာချုပ်သက်တမ်းမတိုးတော့ပဲလာမယ့်နွေရာသီမှာသူ့ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့လက်လွတ်ဖို့ဆုံးဖြတ်လိုက်ပြီလို့သိရပါတယ်ယူနိုက်တက်အနေနဲ့ပေါင်83 သန်းနဲ့ဝယ်ခဲ့တဲ့သမိုင်းတစ်လျှောက်တုတ်ထမြောက်ဈေးကြီးဆုံးကစားသမားတူကိုအလွတ်နဲ့လွှတ်ပေးလိုက်ရတာဟာတကယ်ကိုကြီးမားတဲ့ဆုံးရှုံးမှုလို့ဆိုရမှာပါဒါပေမဲ့တစ်ဖက်မှာတော့ဆန်ချိုရဲ့တစ်နှစ်ကိုပေါင်15 သန်းလောက်ရှိတဲ့လစာဝင်တော့ဝင်ဖို့ကိုရှော့ချနိုင်မှာဖြစ်ပါတယ်ဆန်ချိုဟာအခုချိန်မှာအသက်26နှစ်ပဲရှိသေးတာကြောင့်သူ့ရဲ့ကစားသမားဘဝကိုပြန်လည်တည်ဆောက်ဖို့အချိန်ရှိသေးပေမဲ့ယူနိုက်တက်အတွက်ကတော့ဆန်ချိုရဲ့အခန်းကဏ္ဍဟာတကယ်ကိုနောင်တရစရာဇလန်းတစ်ပုဒ်ဖြစ်နေအဆုံးသတ်သွားခဲ့ရပြီလို့ဆိုရမှာပါဒီတော့ပရိသတ်တို့ရောဆန်ချိုကိုအလွတ်နဲ့လွတ်ပေးလိုက်တင်လားဒါမှမဟုတ်အသင်းမှာနေရာပြန်ပေးတင်တယ်လို့ထင်မိသလားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦးကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ありがとう